ငကုံးရဲ့ဂါရာမန္တန်အစွမ်းနေကြောင်းချက်ချင်းဆိုစလိုအစွမ်းထက်တဲ့မိများတဆင်းအဖြစ်ပြောင်းလဲသွားတယ်ဗျာဟာဒီလောက်ပညာအစွမ်းလေးနဲ့ငါ့ကိုဘာမှလုပ်လို့မရဘူးနင့်မှာဘာပညာတွေရှိသေးလဲထုတ်ပြစမ်းပါအောင်ဟဲ့ညတကောင်ရန်ချိန်တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းတစ်ခုထဲမှာဆရာကြီးဦးမဲ့တယောက်အမောင်လန်းစင်အစီအစဉ်တစ်ခုကိုပြုလုပ်နေပါတယ်ဒါကတော့သူ့ရဲ့လက်ဆွဲတော်တွေထဲမှာအစွမ်းထက်ဆုံးလို့ပြောလို့ရတဲ့တဲမမန်နွဲကိုစင့်ခေါ်နေတာပဲဖြစ်တယ်ဗျဒီအစီအစဉ်မှာမပါမဖြစ်လိုအပ်တဲ့အရာကတော့ပူပူနွေးနွေးသွေးလက်လက်ဆက်ဆက်ပါပဲဘာကြောင့်လဲဆိုတော့မွေးထားတဲ့တရေကျန်းတွေကသွေးတောက်ရလေးလေးသူတို့ရဲ့အစွမ်းကအစာပေါင်းများစွာတိုးတက်လေလေဖြစ်လို့ပါပဲဒါကြောင့်ဒီပွဲမှာတယောက်ယောက်ကတော့တရေမမဲနွဲ့အတွက်သွေးစတေးခံပူဇော်ခြင်းခံလိုက်ရတော့မယ်ဆိုတာအသေးကြပါပဲဗျဆရာကြီးဦးမဲကတော့ထားတော့မဲနွဲ့ငါ့ကိုအလုတ်ကျွေးပြုဖို့အခုချက်ချင်းထားခဲ့စမ်းဆရာကြီးဦးမဲဟာသူတက်မြောက်ထားတဲ့ပညာလန်းစဉ်အတိုင်းမိကတိုင်းရှုပြီးဂါရာမန္တန်တွေကိုရွတ်ဖတ်လိုက်ပါတော့တယ်မဲနဲ့ကိုတင်ပြလာတဲ့အချိန်မှာပဲပတ်ဝန်းကျင်တစ်ခုလုံးဟာခွေးဟောင်တန်တွေစူညံသွားသလိုအုပ်စော်နံနဲ့အနံဆိုးတွေလည်းလှိုင်းလှိုင်းထွက်လာခဲ့တယ်ဗျကောင်းကင်ကြီးကလည်းချက်ချင်းဖောက်ပြန်ပြီးလေပြင်းတွေတိုက်ခိုက်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲမဲနွဲ့ကပူဇော်ထားတဲ့သွေးကွက်ထဲကသွေးတွေကိုငမုံခေါင်းမစွာနဲ့ငုံပြီးတောက်လိုက်ပါတော့တယ်မျက်နှာတစ်ခုလုံးသွေးတွေပေချံနေပြီးရှာအရှိကြီးထုတ်လို့နှကန်းကိုတက်ရင်ကျင်းနဲ့အားရတဲ့အပြုံးနဲ့ပြုံးနေလိုက်တယ်ဗျဆရာကြီးဦးမဲကတော့အေးပြောစရာတော့မလိုပဲကိုတာဝန်ကိုတိတဲ့ပုံစံမျိုးကိုငါကသဘောကျတယ်နင်အရှိရက်စီကိုအမြန်သွားကြည့်ဒီတောနက်ထဲမှာတောရဟန်းတစ်ပါးနဲ့ငါရဲ့တစ္ဆာပေါက်ငကုံးဆိုတဲ့တပည့်တစ်ကောင်ကိုတွေ့ရလိမ့်မယ်အဲ့ဒီကောင်ကိုတွေ့ပြီးဆိုရင်တော့ဖမ်းပြီးလေမျိုးချိုးပြီးစားပစ်လိုက်ငါကခွင့်ပြုတယ်နင်ဒီလိုသာအောင်မြင်လာမယ်ဆိုရင်ငါပွဲကြီးပွဲကောင်းစားရဖို့ငါထက်လုပ်ပေးမယ်ဘလို့လဲမဲနွဲ့တယောက်ဒီစကားကိုကြားလိုက်ရတာနဲ့စာလောင်မွန်းသိမ့်လို့တရွေတွေတောင်စီးယူလို့လာပါတော့တယ်ပြီးတာနဲ့ကြောက်မွဲဖွယ်ကောင်းအောင်ပြုတ်ပြလိုက်ပြီးသူမရဲ့ခန္ဓာကိုယ်ကြီးဟာတဖြည်းဖြည်းနဲ့မေးမိန်ပြောက်ွယ်လို့သွားတယ်ဗျနေမင်းကြီးကကောင်းငင်ကိုနှုတ်ဆက်ထွက်သွားပြီးလာမင်းကြီးကတဖြည်းဖြည်းချင်းဝင်ရောက်နေရာယူလာပါတယ်ငကွန်းနဲ့တောရယဟန်တို့ဟာဒီတောအုံနားမှာရောက်ရှိနေကြတာပါနေကင်းပိုင်းဖျားဝစ်ပြုလို့ပြည်စည်းသွားတဲ့ချိန်မှာတော့သူတို့ရဲ့အိတ်ဆက်ရာနေရာအသီးသီးကိုဝင်ရောက်နားနေလိုက်ကြပါတော့တယ်ဒါပေမဲ့ဒီညဟာငကွန်းအတွက်တော့ပုံမှန်ညတွေနဲ့တူမှာမဟုတ်ပါဘူးတောရဆရာတော်ကြီးကတော့တခြားကိစ္စတွေထားလိုက်ပါတကားစိတ်ကိုဖြူစင်တန်းရှင်းအောင်ထားပြီးတရားပဲမှတ်လိုက်ပါပြီးရင်တတ္တဝါအလုံးကိုမေတ္တာပို့ပေးလိုက်ပါငကွန်းကတော့ဆရာတော်ဖေဒီညအချိန်ကြီးဘလို့ရှိမလဲဆရာတော်ငကွန်းကမေးလိုက်ပေမဲ့ဆရာတော်ကြီးကဘာမှပြန်မဖြေခဲ့ပါဘူးဒါနဲ့ပဲသူလဲဆရာတော်မိန်ကြားတဲ့အထိုင်စိတ်ကိုစူးစီးပြီးတရားမှတ်ကမေတ္တာပွားများနေလိုက်ပါတော့တယ်အဲ့ဒီညမှာပဲတိတ်ဆိတ်ငြိမ်သက်နေတဲ့တောအုပ်ကြီးဟာရုတ်တရက်လေပြင်းတွေတိုက်ခိုက်လာပြီးကောင်းကင်ကလည်းနေရဲလာလိုက်တာတွေးဆိုးနေသလိုပါပဲတွေးညီနှံ့တွေလည်းနေရာအလှမ်းမှာလှိုင်းလှိုင်းထွက်လာပါတော့တယ်မကြခင်မှာပဲတဲမမဲနွဲ့ဟာငကွန်းနေတဲ့ထီးနားမှာတဖြည်းဖြည်းနဲ့ကိုထင်ပြလာပါတော့တယ်ငကွန်းတယောက်ချစ်ချင်းဆိုသလိုအာယုံရလိုက်ပြီးမဲနွဲ့ရဲ့ကြီးမားတဲ့အစွမ်းကြောင့်ထိတ်လိုက်သွားပါတော့တယ်သူ့ရဲ့နှစ်ဖူးတွေကြောပြင်တွေမှာလည်းကြောက်စိတ်ကြောင့်ချွေးစည်းတွေပြန်လာရပါတော့တယ်ငကွန်းရဲ့စိတ်ထဲမှာတော့ဆရာတော်ရှိရာရှိကိုအပြေးသွားခြင်းပေမဲ့ကြည့်ကမဲနွဲ့ကလမ်းပိတ်လို့ထားတယ်ဗျမဲနွဲ့ကတော့ဆရာကျေးဇူးကိုကံပြီးဖျားတရားဘက်ပါသွားတဲ့တစ္ဆာပေါက်ကောင်နင့်အသက်ကိုယူဖို့ဆရာကငါ့ကိုလှုပ်လိုက်တာပြောဆူနဲ့မဲနွဲ့ကငကုံးရဲ့ထီတဲတဲကိုဝင်ရောက်တိုက်ခိုက်လိုက်ပါတော့တယ်ငကုံးလည်းအစင်းစင်းပါလာတဲ့
မန်းထားတဲ့စံသွေးတွေနဲ့ပတ်ပြီးပြစ်ပေါက်လိုက်ပါတော့တယ်မဲနွဲ့ခမည်းစံသွေးတွေထိမှန်သွားပင်မဲ့တပင်ကိုပြုတ်စိတ်ကြိုက်လောက်တောင်မနာကျင်ပဲနောက်ကိုနည်းနည်းလေးပဲလန်သွားတယ်ဗျမဲနွဲ့ကတော့ဟာဒီလောက်ပညာအစွမ်းလေးနဲ့ငါ့ကိုဘာမှလုပ်လို့မရဘူးနင့်မှာဘာပညာတွေရှိသေးလဲထုတ်ပြစမ်းပါအောင်ဟဲ့မဲနွဲ့ရဲ့စိန်ခေါ်တန်ကြားလိုက်ရတော့ငကုံးလည်းတဲတဲကနေထိုးထွက်လာပြီးသူ့ရဲ့လက်ဆွဲတော်လေးများကိုကောက်ယူလိုက်ပါတော့တယ်ငကုံးဟာဂါရမန်တဲ့အချို့ကိုရွတ်ဆိုလို့ပြီးတာနဲ့မြတ်တစင်းကိုထုတ်ယူလိုက်ပြီးအစွမ်းထက်အောင်အစီရင်မတ်မှုတ်လိုက်ပါတော့တယ်တမန်မြတ်တစင်းဖြစ်ပေမဲ့ငကုံးရဲ့ဂါရမန်တဲ့အစွမ်းတွေကြောင့်ချက်ချင်းဆိုစလို့အစွမ်းထက်တဲ့မိမြတ်တစင်းအဖြစ်ပြောင်းလဲသွားတယ်ဗျမဲနွဲ့ကတော့မစိုးဘူးပဲနှစ်မှလဲပညာအစွမ်းတော်ရှိသားပဲမိမြကြီးကမဲနွဲ့ရှိကိုအရှိန်နဲ့ပြေးဝင်သွားပေမဲ့ရုတ်တရက်လေထဲမှာတန့်သွားပြီးမြေကြီးပေါ်ကိုပြုတ်ကျသွားတယ်ဗျအဲ့ဒီနောက်မဲနွဲ့ကလက်အုပ်ချီလိုက်ပြီးဂါရာတပုတ်ကိုရွတ်ဆိုလိုက်ရမှာမီးလုံးကြီးတစ်ခုထွက်ပေါ်လာပြီးငကုံးရှိကိုအမြန်နှုံးနဲ့ပြစ်လွတ်လိုက်ပါတော့တယ်ငကုံးခမည်းရှောင်းတင်းချိန်မရပဲမီးလုံးနဲ့တက်တယ်ကြီးထိမှန်သွားတယ်ဗျဒါပေမဲ့အဲ့ဒီမီးလုံးကတော့တာမန်မီးလုံးမဟုတ်ပါဘူးဆရာကြီးဦးမဲရဲ့နာမည်ကြီးကျွတ်တရည်ပညာစီရင်ထားတဲ့မီးလုံးဖြစ်နေတာပါပဲငကုံးတယောက်အတန်ကုန်အော်ဟစ်ပြီးမြေပြင်ပေါ်မှာလူးလိမ့်နေရှာပါတယ်သူခံစားနေရတဲ့နာကျင်မှုကဘလောက်တောင်လဲဆိုရင်လူတယောက်ကသူ့ရဲ့ဗိုက်ထဲကိုနှိုက်ပြီးဦးရီဆွဲညစ်ထားတယ်လို့ခံစားနေရတာဗျဒါပေမဲ့ငကုံးကအာတင်းအသက်ရှူပြီးသူအမျက်ဆောင်ထားတတ်တဲ့ဆေးဥကိုထုတ်ယူကဝါးစားလိုက်ပါတော့တယ်သူ့ရဲ့ပညာနဲ့ရှင်လို့မရမှန်းသိလိုက်ရတော့ဆရာတော်မှားထားတဲ့အတိုင်းစိတ်ကိုတည်ငြိမ်အောင်ထားပြီးအာယုံပြုတ်ဖို့တီးတဲတဲကိုအမြန်ပြေးဝင်သွားပါတော့တယ်မဲနွဲ့ကတော့အားရကျင်နဲ့စွာရေမောလိုက်ပြီးငကုံးရဲ့လေပင်ကိုချိုးဖို့လက်တံရှည်ကြီးနဲ့တီးတဲတဲကိုလှမ်းနှိုက်လိုက်ပါတော့တယ်ငကုံးကတော့လုံးစုံသောတတ္တဝါပေါင်းတို့ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေဆင်းရဲဒုက္ခပေါင်းမှကင်းဝေးပြီးဘေးအန္တရာယ်ကင်းရှင်းပါစေစိတ်ဆင်းရဲကိုယ်ဆင်းရဲတို့မှကင်းဝေးကြပြီးမိမိကိုယ်ကိုချမ်းသာစွာစောင့်ရှောက်နိုင်ကြပါစေငကုံးရဲ့မေတ္တာပို့တန်ဆုံးသွားတာနဲ့တပြိုင်နက်ငကုံးရဲ့တီးတဲတဲကနေဖျားကုံတော်ရောင်ကြီးတော်တွေလင်းလက်လာပြီးကာဝယ်ထားတယ်လို့လွှမ်းခြုံသွားတယ်ဗျအဲ့ဒီချိန်မှာမဲနွဲ့ကငကုံးကိုဘာမှလုပ်လို့မရမှန်းတီးလိုက်ရတော့မဲနွဲ့တယောက်ဟိုဘက်မှာရှိနေတဲ့ဆရာတော်ဘက်ကိုလှည့်ပြီးလှုပ်ဖို့အကြံစီပြောင်းလိုက်ပါတော့တယ်နာကျင်မုန်းတီးတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ရင်ဒေါသကြီးနဲ့အတန်ကုန်အော်ဟစ်လိုက်တယ်ဗျပတ်ဝန်းကျင်တစ်ခုလုံးလဲအခြေအနေတွေဆိုးလာပြီးလေပြင်းတွေကလည်းတဝုံဝုံနဲ့တိုက်ခိုက်လာပါတော့တယ်ဒါဟာတဲမမဲနွဲ့ရဲ့ကြီးမားလှတဲ့တကူအစွမ်းကြောင့်ပါပဲပြီးတာနဲ့ဆရာတော်ရှိရာကိုအားကုန်သုံးပြီးပြေးဝင်တိုက်ခိုက်ဖို့စ조사လိုက်ပါတော့တယ်ဒါပေမဲ့လမ်းထွက်ပဲရောက်ပါသေးတယ်ဆရာတော်ရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူခန္ဓာကိုယ်ကြီးဟာရုတ်တရက်ရစ်တန့်သွားခဲ့ရပါတယ်ခြေနှစ်ဖက်ကလည်းဆက်ပြီးမရက်နိုင်တော့ပဲမြေကြီးပေါ်ကိုအယုတ်ကျိုးပြက်ခွေလေးလဲကျသွားပါတော့တယ်ထူးဆန်းတာကတော့သူ့စိတ်ကမခိုင်းစေရပဲလက်နှစ်ဖက်ကအလိုလျောက်ဖြည်းဖြည်းချင်းလက်အုပ်ချပြီးသားဖြစ်သွားရတယ်ဗျဖျားကုံတော်ရောင်ကြီးတွေလင်းလက်နေတဲ့ဆရာတော်ရဲ့မျက်နှာကိုတေးသေးချာချာကြည့်လိုက်မိတဲ့အချိန်မှာတော့မဲနဲ့တယောက်မှတ်မိလို့သွားခဲ့ပါတယ်ဒီဆရာတော်ဟာတခြားသူမဟုတ်ပါဘူးသူမအသက်တဲ့ချစ်ခင်ရတဲ့ရင်သွေးသားလှရန်နာလေးဖြစ်လို့နေတာပါဆရာတော်ကလည်းမျက်လုံးဖွင့်ကြည့်တဲ့အခါမှာတော့သူ့မိခင်ကြီးပိဋကဘွားနဲ့ဆင်းရဲဒုက္ခခံစားနေရတာကိုမြင်ပြီးတန်ဝေကရကတနာကရုဏာတတ်မိပါတော့တယ်တော်ရဆရာတော်ကတော့ငါကြင့်ကြံအားထုတ်ခဲ့သမျှကုသိုလ်ကောင်းမှုအဆုစုတို့သည်မိခင်ကြီးထံသို့ရောက်ရှိပြီးအမျှရပါစေသာဆရာတော်ရဲ့မေတ္တာပို့တန်အဆုံးမှာတော့မဲနွဲ့ရဲ့ကြောက်မက်ပွဲတရေခန္ဓာကိုယ်ကြီးဟာတဖြည်းဖြည်းပြောင်းလဲသွားပြီးဝင်းပသွားတဲ့လူအသွင်တရံဖြစ်သွားပါတော့တယ်မိမိရဲ့သားဖြစ်သူသာသနာဘောင်မှာယဟန်ဝစ်ပြီးတရားအထုတ်နေတာကိုမြင်လိုက်ရတဲ့အတွက်
ဝမ်းသာနှုမောတာတို့ခေါ်ရင်းကြည်နူးစွာပြုံးပြနေပါတော့တယ်အဲ့ဒီနောက်မှာတော့မင်းတို့ရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းမေးမိန်ပြောက်ွယ်ပြီးကောင်းရာဒုက္ခရိဘုံဘဝကိုရောက်ရှိသွားပါတော့တယ်ဗျဒီဖြစ်ပျက်ခဲ့တဲ့အရာအလုံးကိုတော့ဘေးနားကငကွန်းတယောက်ကအစာအစုံမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပါတယ်နောက်ဆုံးမှာတော့ငကွန်းတယောက်ဆရာတော်ကိုကြည်ညိုစိတ်အပြည့်နဲ့ဥချကြော့လိုက်ပါတယ်ပြီးတော့ဒီနေ့ကစပြီးသူတက်မြောက်ခဲ့တဲ့အောက်လန်းပညာပြူစားတဲ့ပညာမှတ်သမျှကိုစွန့်လွတ်လိုက်ပါတော့တယ်ဆရာတော်လိုမျိုးဗုဒ္ဓဂုဏ်တော်နဲ့မေတ္တာတရားကိုပဲအခြေခံပြီးတရားအစစ်မှန်ကိုရှာဖွေတော့မယ်လို့သစ္စာဆိုလိုက်ပါတော့တယ်တစ်ဖက်မှာရှိတဲ့ဆရာကြီးဦးမဲရဲ့အိမ်မှာတော့ရုတ်တရက်ဆိုသလိုအစီရင်လုပ်ဖို့ထွန်းထားတဲ့ဖျောင်းနိုင်တွေကငိမ့်သက်သွားခဲ့ပါတယ်သူပြိုးစားထားတဲ့ပညာတွေဟာသူ့ရှိကိုပြန်ကန်လာတဲ့အတွက်ဆရာကြီးဦးမဲခမညာတွေးပွက်ပွက်အံမီလဲကျသွားပါတော့တယ်ဆရာကြီးဦးမဲကတော့ငါခန္ဓာကိုယ်တည်ပြီးတရက်ဖြစ်သွားရင်တော့နင်တို့ကိုဘဝအဆက်ဆက်အညှိုးထားပြီးလက်စားချေနေအောင်ပါပါနင်တို့ကုန်လုံးမှတ်ထားကြဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီခမညာအဆုံးဒီနားဆင်ပြီးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခမညာကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပြီးဘေးနားက notification bell လေးကိုလည်းနှိပ်ထားပေးခဲ့ကြပါဦးခမညာအားလုံးပဲဘေးရန်ကင်းကွာကျမ်းမာချမ်းသာကြပါစေခမညာ